ကဲဝိုင်းချက်ဝိုင်းတီးမှပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဝက်3ထပ်သားအိုးကြီးချက်9ချက်စားဖြစ်ပါတယ်ဗျာဝက်3ထပ်သားကိုအနေတော်တုံးမယ်မချက်ခင်ချင်းနဲ့ကြက်သွန်ဖြူကိုအရင်ထောင်းထားမယ်ဗျာချင်းအရင်ညစ်ထည့်မယ်ကြက်သွန်ဖြူထောင်းထားတာထည့်မယ်ပဲငံပြာရည်နဲ့ငံပြာရည်ထည့်မယ်စားနဲ့နမင်းမုံကိုလည်းထည့်ပါမယ်ငရုတ်သီးအယောင်တင်မုံထည့်ပြီးအားရပါရမြမလို့နေပြီဗျာပြီးရင်တော့စီအနှဲငယ်ထည့်ပြီးစတင်ချက်ပါပြီဗျာစီပြန်လာပြီဆိုရင်တော့ဝက်3ထပ်သားကိုလူဥသွားအောင်ရေကိုဝက်သားမြုပ်အောင်ထည့်ပြီးထပ်တီထားမယ်ဝက်သားလဲနေတော်နဲ့စီပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဝက်3ထပ်သားအိုးကြီးချက်ရပါပြီဗျာကဲခမင်းမိန်မိန်လေးဆွဲလိုက်ကြရအောင်လိုက်ပါကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ